你生气了？我唔ပြောသေးဘူးလေလို့ဆရာတော့ရှင်သေးပါအောင်နည်းနည်းလေးနေပေါ့အဲ့ဆိုတော့က big problem ဒီတစ်ခုလုံးတာဝန်ယူလိုက်ပြီဆိုတော့ဖြေရှင်းရတော့မှာပေါ့ပြဿနာကြီးတစ်ခုယူလိုက်ပြီတို့ရဘာပြောဖို့စဉ်းစားထားသေးလဲအော်ဘာလို့ဆိုရင်ပြပါတယ်ပြောင်းအောင်မလုပ်ဘူးမျိုးကြီးပါဟမ်မျိုးကြီးကတော့ဘိုက်ကတော့ဆောင်းထားတယ်တဲ့ဘယ်ပဲသားပုံနဲ့သူ့နေရာဒီချင်းခုံရလာလို့ပြောဒီချင်းခုံနဲ့တက်သားလို့ဘူးနဲ့ဘိုက်သားတယ်တဲ့ဘာလုပ်လဲဆိုပြီးကြအောင်ကြောက်တော့ရှက်တာ100%အခုသွားမလား ငိုရမှာလေ ခဏခဏ ကြည့်တယ်ပါ ကောင်းနေပြီပြောစရာမရှိဘူးလမ်းဆုံးနေ လမ်းဆုံးဒါအဲ့ဒါတည်း မကက်ဆရာမဟုတ်ဘူးနော်အေးငိုတရား ငိုရလား လာ ဒီထက်ပြည့်အောင်ခက်မြင်တေးကြည့်ရ ဘိုးစတီတော့လားခုအမဘုရားအတော့မကြည့်နဲ့တော့လူယူရတယ်ခုပဲအမဒါပေမဲ့အတွေ့အရှိမှဒီအားလေးတော့ကားလေးတော့အဲ့ချိပန်ကြီးကဗီဒီယိုလေးနဲ့ယူထားလိုက်မယ်နော်ဒါလေးခေါင်းလေးနဲ့မော့အောင်ခေါင်းလေးနဲ့မော့တော့ပြန်တိုင်းလေးကြည့်ရဲခါလေးတော့အဲ့ဗီဒီယိုလေးပါယူထားခဏတည်းတိုင်းလေးပဲโอเคခဏနော်你也生气了生气了 ဒီဘက်လေးညီမကြီးဘက်လေးလိုက်တော့ဘာမှပြောသေးဘူးလေဒီကိုလက်ထမှာလားဟမ်ဘာသူတို့ကြောင်ပြောလဲမလဲ အဲ့လိုချင်းရအောင် ဟောအကြီးကငါကြောင် ရတော့ဆလာတကချာ ပြန်ရောက်စားလို့ရ အဲ့စမလာကမ မရှိကိုလက်ထမှာလားတကယ်လားစားတယ်ပြုံးနေမတိုးဘူးမတိုးရင်ပြန်သွားမှာနော်မတိုးရင်ပြန်အောင်စားပလိုက် တွတီးပဲ အေးမှန်းဝေလာတယ် ဘယ်လိုမှလား ဆင်း သူပြောနေ I don't know I don't know Okayအတူညာဖြစ်နေလား တင်နေရပြီတော့အဲ့လိုမျိုးတော့မဲရီလိုက်ပြောင်းရတော့မယ့်အချိန်တော့ဘယ်လိုခံစားရလဲအဲ့လိုတော့ဖြစ်သွားမှာပေါ့နော်အမေအရင်ရောအဲ့လိုမျိုးတော့မဖြစ်ပါဘူးစာရေးရလဲတွေးထားပြီးသားဆိုတော့ယူဖို့တွေးထားရဆိုတော့စာမရှိပါဘူးသူသိပါတယ်ပြောရမလို့ ဘာမသိဘူးဘာမသိ အများကြီးပြောစရာမလိုပါအများကြီးပြောထားပြီးသားလေဆို
ညာတော့မှတ်မိတော့ ဟာပေါ့အဲ့လေအစတော့ဘုံရိုက်မှာဘာလို့တလောက်ကုန်ခံရမယ်ဆိုစိတ်နဲ့နဲ့မချုပ်ဘူးလား စိတ်နေနဲ့မချူရတော့ဟုတ်လေအရှက် တို့ကျန်နေရမှာဘလောက်ပဲတော်တော်ဒီညာလိုက်မမီ သိလို့လားဆိုမဟုတ်လေ50ပဲလေ ဟုတ်ပါ အဲ့မထင်ဘူးကွာ နားလား မထင်ဘူးကွာလို့တော့အရှမ်းတက်ဖို့ရိုက်မယ်အရှမ်းအကူညီတောင်းတာဘာညာလို့ပြောပါမအရှမ်းရန်ကုန်လာမယ်ဆိုအင်ပေါ်ရိုက်ပေးရမှာအိမ်ကလည်းမေးတယ်ထွက်လာတော့ဘာသာလုံးမှလဲတဲ့ပြည်ပြည်တော့ရိုက်ဖို့လားတဲ့ဟုတ်ပါဘူးလို့ဘာလို့ရိုက်ရမှာလဲလို့အရှမ်းကတော့တက်ဖို့ရိုက်မယ်ပြောထားလို့အဲ့ဒါလို့သွားမလို့ဆိုပြီးတော့ပြောလာတိတ်လုံးမေးတယ်အဖြူအင်ကြီးအဖြူလဲချုပ်ထားဆိုတော့ဘာလို့ခုလဲအဲ့ဒါတစ်ချောင်းမေးတာဟုတ်လို့အရှမ်းနဲ့ရိုက်တာအဖြူနဲ့ပဲအမြင်နဲ့ရိုက်နေကြဆိုတော့ ရှမ်းဖြူ ဖြူလောက်ပါအဲ့လေ အရင်တကူတကတော့ပါမ တ ကြည့် လို့နေမှာတလို့ propose လုပ်ခံရမယ်လို့ဖြစ်တဲ့ခံစားချက်ကြီးရ နားကြိုက်ရတာ ဒီနေ့ဗာနေလဲ ဒီနေ့အန်ဒီဒေးလေး